မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီရင်မွေးရောက်တဲ့လူတွေအနေနဲ့မဖြစ်မနေတည်ထားမယ့်ချက်လေးချက်ကိုမျှဝေပေးသွားပါကျွန်တော်လက်ထက်မှာကင်ထားရလေးကတော့ဒီ perfume tester strip လေးပါသူကကြတော့ကျွန်တော်ဒီရင်မွေးရောက်တဲ့လူတွေအသုံးအများဆုံးပေါ့နော်ဘာလို့လဲဆိုတော့သူကအနံလေးဒီ tester အနေနဲ့ထားတာမျိုးသူ plain သူ့ရဲ့မျိုးမြေတစ်ခုရဲ့ရှေ့မှာထားမျိုးဒါမှမဟုတ်ဒီလမ်းသွားဒီဖြတ်သွားဖြတ်လာ customer တွေကိုကျွန်တော် simple အနံလေးပြီးတဲ့အခါမှာလည်းအသုံးပြုကြပါအဲ့တော့ဒီ tester လေးကိုအသုံးပြုတဲ့အခါမှာကျွန်တော်တို့ကရတော့အပြင်အသုံးများဆုံး paper တစ်ခုရှိပါတယ်အဲ့ဒါတော့ white gap paper ဘာဖြစ်လို့ဒီလိုမျိုး white gap paper ကိုအသုံးပြုလဲဆိုတော့သူကသူ့ရဲ့ဒီ paper quality လေးကလည်းဒီ texture လေးကသူ့ texture ကဒီအနံ့လေးစုပ်နိုင်တဲ့အစွမ်းရှိတယ်ပြီးတော့နောက်ကသူကပွားတယ်သူရင်မွေးအဲ့လိုစွတ်လိုက်တာနဲ့သူဒီစုပ်ယူသွားတယ်ဗောနော်ရင်မွေးစွတ်လိုက်တာနဲ့ဒီမှာသူရဲ့အသားတွေကိုစုပ်ယူသွားပြီးတော့ဒီအနံ့တွေလည်းဆွဲထင်ကျန်တယ်အဲ့အတွက်ရင်မွေး brand တော်တော်များများအခြားနိုင်ငံတွေမှာဖြစ်ဖြစ်နေရာစုံကရင်မွေးသမားတော်တော်များများဒီ white gap paper တစ်ခုတည်းကိုအသုံးပြုကြများပါတယ်တခြားနိုင်ငံခြားစက်ကူတွေရှိတယ်ဘာလို့မသုံးကြလဲဆိုရင်ကျွန်တော်နိုင်ငံမှာလာတာလည်းနည်းတယ်ဒီဝင်တဲ့စက်ကူကpaper အစမ်းတွေတိတ်မရှိဘူးပေါ့နော်ကျွန်တော်ဈေးကွက်မှာဆိုရင် white gap agate ဒီလိုမျိုး crack gap black ဒါမှမဟုတ်ဒီလိုမျိုးကျွန်တော်မင်္ဂလာဖိတ်ဆိုင်မှာတုံးတဲ့ fancy gap ဒါမျိုးကြီးအသုံးပြုကြရပါတော့ဒါပေမဲ့ကျွန်တော်ဒီရင်မွေး tester strip အနေနဲ့အသုံးပြုရင်တော့ white gap တစ်ခုကိုသုံးကြပါတယ်ဆိုတော့အဖြူ color လည်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကသူ့မှာအနံ့တွေဒီအရည်တွေကိုလည်းစုံနိုင်ဆိုတာအစမ်းတတိရှိအဲ့အတွက် white gap paper ကိုသုံးကြရပါတော့တချို့တော့နေရာတွေမှာဒီမျိုးအကတ်တွေသုံးတာကိုကျွန်တော်တွေ့ပါတယ်နော်ဒါလည်းသုံးမရမို့ရပါတယ်ဒါပေမဲ့ white agate paper နဲ့ white gap paper နဲ့တကယ်ရင်မွေး perfume tester အနေနဲ့သုံးတဲ့ခါဆိုရင် white gap paper အများကြီးသူ့မှာအားသာချက်တွေအများကြီးရှိပါတယ်ဒီလို agate ကြတော့ကျွန်တော်ဒီလိုဘူးလုပ်တဲ့နေရာတွေpaper packaging ထုတ်တဲ့နေရာတွေတခြားနေရာစုံမှာအသုံးများတဲ့ paper ပါနော်အဲ့တော့ကျွန်တော်တွေကဒီကျွန်တော်တို့ဒီမှာ printing ရိုက်လို့ရှိရင် one stop service လုပ်ပေးရဲ design လည်းလိုချင်တဲ့ design တိုင်းထုတ်ပေးရဲပြီးတော့ဒီလို tester လေးတွေကကြိုက်တဲ့ shape ရတယ်ကြိုက်တဲ့ shape ပုံစံတိုင်းကျွန်တော်တို့ဒီမှာဝန်ဆောင်ပေးရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါမဖြစ်မနေတည်ထားမယ့်အချက်လေးကိုကျွန်တော်မျှဝေပေးသွားတာပဲဖြစ်ပါတယ်ဒါ့အပြင်ကျွန်တော်တို့ဒီမှာဒီလိုမျိုး plain တွေမှာကတ်တဲ့ sticker တွေဒီလိုမျိုးpaper ပေါက် packaging တွေ perfume ယူမှုဘူးတွေလည်းပုံစံမျိုးစုံ design မျိုးစုံနဲ့design ဆန်းဆန်းများစွာကျွန်တော်တို့ဒီမှာရရှိနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပေးသွားပါအောင်လို့ပြောပြရစီကျေးဇူးများတင်ပါတယ်ဗျာ